တငယ်ချင်းနှစ်ယောက်တငယ်ချင်းကတခိုးတငယ်ချင်းမြို့တဲ့လှဲ့လေခိုးလို့အစင်မပြေတော့ကြံမိကြံရကြံတယ်ဖယားထံတရားနာတဲ့ပိဋကတ်ထဲခိုးဖို့ကြံတာအေးကွာလူတွေအများကြီးဒီလောက်များတဲ့ထဲကလူတွေတဲကတော့တယောက်ယောက်ကတော့ငိုက်ပါငိုက်ရင်တို့တွေခိုးရအောင်ဆိုပြီးတော့တခိုးနှစ်ယောက်ကတရားနာပိဋကတ်ထဲရော့လိုက်သွားပြီတရားနာပိဋကတ်ထဲမှာဝင်းထိုင်နေတယ်ဖယားတရားပွဲကြီးထိုင်နေတော့တယောက်သောလူကမြတ်စွာဘုရားဟောတဲ့တရားကိုခိုးမလို့သွားရင်လည်းမခိုးပဲနဲ့ဘုရားရဲ့တရားကြားပြီးတော့အဲ့တရားတဲ့စိတ်ဝင်စားပြီးတော့တရားကိုစိုက်နာတယ်အာဟုသလံဓမ္မပဋိစ္စအာဟုသို့အကြောင်းပြုပြီးတရားနာသွားတာပြည့်တဲ့ကုသိုလ်ရခြင်းလို့လားလို့မေးရတော့မဟုတ်ဘူးပတ်စံရခြင်းလို့သွားတာအာဟုသလံဓမ္မပဋိစ္စပေါ့ဒါပေမဲ့ဘုရားတရားထဲမှာအာယုံစိုက်လိုက်ပြီဆိုတော့ဘာဖြစ်သွားတော့ကုသိုလ်ဖြစ်သွားတယ်ဟုတ်လားအဲ့ဒါနဲ့ဘုရားတရားအာယုံစိုက်ပြီးတရားနာလိုက်တာအဲ့ဒီလူကဘာတည်သလဲမေးရင်သောတာပန်တည်သွားတယ်ဟိုတယောက်ကတော့ဘယ်သူများငိုက်တယ်လေလို့တရားနာပိဋကတ်တဲ့ငိုက်တဲ့ပုဂ္ဂိုလ်ကိုလိုက်ရှာနေတာငိုက်တဲ့ပုဂ္ဂိုလ်လိုက်ရှာပြီးငိုက်တဲ့ပုဂ္ဂိုလ်လည်းတွေးရောအဲ့ဒါမှာဟိုတော့ကတော့သူတို့အဝတ်တွေရဲ့ဓာတ်မှာပတ်စံလေးတွေခြိတတ်ကြတာမျိုးရှိမှာပေါ့အဲ့ဒီငိုက်နေတဲ့လူရဲ့ပတ်စံအထဲကပတ်စံအိတ်ကလေးကိုသူကဘာဖြစ်တော့နှိုက်လိုက်တာငါပဲရတယ်ငါပဲရတော့ပျော်သွားပြီပေါ့ငါစားလောက်ပြီအိမ်ကမိသားစုလည်းစားလောက်ပြီကြည့်လိုက်နော်သူတော်ကောင်းတို့တယောက်ကအာကုသိုလ်လှုပ်ရင်းနဲ့ဘာဖြစ်နေတော့အာကုသိုလ်ဖြစ်တယောက်ကအာကုသိုလ်လှုပ်ရင်းနဲ့ဘာဖြစ်သွားတော့ကုသိုလ်တွေဖြစ်သွားတယ်ဒါပြောတာဟုတ်ပြီလားအဲ့ဒီမှာအိမ်လည်းပြန်ရောက်ပြီးတော့တရားပွဲပြီးလို့အိမ်ပြန်ကြတော့အိမ်ပြန်တဲ့အခါသောတာပန်တီးလာတဲ့တငယ်ချင်းကမင်းဘာရခဲ့သလဲလို့ဟိုလူကမေးတဲ့အခါမဖြေနိုင်ငါပဲရခဲ့တယ်မင်းဘာရဟာငါတရားနာခဲ့လို့တရားရခဲ့တယ်။အိုးမင်းနဲ့ကွာအလုတ်ကဘာလို့အလုတ်တယ်လဲမင်းစဉ်းစားမှပေါ့တရားနာခြင်းလို့သွားတာမဟုတ်ဘူးပတ်စံရခြင်းလို့သွားတာငါသွားတဲ့လို့ငါရခဲ့တယ်ဒီပဲမြင်သလားငါပဲမင်းတော်တော်ညံ့တဲ့ကောင်ပဲလို့သူတော်ကောင်းတို့တွေငါပဲရလာတဲ့လူကသောတာပန်တီလာတဲ့ပုဂ္ဂိုလ်ကိုငေါက်တယ်မန်တယ်ရှုံချတယ်ပေါ့ဗျာကိုလှုပ်ရမယ့်အလုပ်မလုပ်ဘဲနဲ့ကိုမလှုပ်ရမယ့်လှုပ်ရမလားလို့ဒီလိုမျိုးသူကအထင်သေးအမြင်သေးနဲ့ငေါက်တယ်မန်တယ်မင်းတော်တော်မိုက်တဲ့ကောင်ပဲလို့ဒီလိုလဲပြောတဲ့အဲ့ဒီမှာသောတာပန်တည်ထားတဲ့လူက